Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့တူလာပါ Webby fan တွေအတွက်ဒီနေ့ကျွန်တော်ရေးချက်ထားတဲ့ code လေးကတော့ Store Hell Luffy code လေးပဲဖြစ်ပါတယ်ခင်ဗျာ Store Hell Luffy code တွေအတွက်ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ချင်း Upro FY Simple Server Limon ကျုပ်တို့ပဲဖြစ်ပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဦးဆုံးခွက်ကိုရေခဲရတာပါမယ်ခင်ဗျာချင်း 45 ml ထည့်ပါမယ်Upro 20 ml ထည့်ပါမယ်Limon juice 20 ml ထည့်ပါမယ်Simple Syrup 10 ml ထည့်ပါမယ်FY 20 ml ထည့်ပါမယ် Okay dry ချက်လေးရင်ချက်လိုက်အောင်ဒါလေးကတော့ Store Hell Luffy ကိုတီလေးပဲဖြစ်ပါလားခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြဖို့မြင်လာရခံပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်